ယောက်ျားလေးတွေရှောင်တက်တဲ့အမျိုးသမီးဇယိုက်လက္ခဏာ9ချက်ကိုဒီနေ့မှာဝေမျှမှာဖြစ်တယ်။ဒီဟာကတော့အဖြစ်များတဲ့အရာဖြစ်တယ်။နံပါတ်1တစ်ချက်အနေနဲ့ယောက်ျားလေးတွေကဘာမကြိုက်ဘူးလဲဆိုတော့ပတ်စံဖြုံးတီးတတ်တဲ့အမျိုးသမီးကိုမကြိုက်ပါဘူး။ပတ်စံဖြုံးတီးတတ်တဲ့သူကိုတငယ်ချင်းဖြစ်ကောင်းဖြစ်လိမ့်မယ်။ဒါပေမဲ့အိမ်အောင်ဘက်အဖြစ်ရွေးချယ်မှုကိုတော့သူတို့ညှင်းဆန်တတ်ပါတယ်။အရန်ချစ်လွန်းလို့လက်ထပ်လိုက်တယ်ဆိုရင်တော့မှငွေကြေးရန်ဖြုံးတီးတတ်တဲ့အတွက်ကြောင့်ငွေကင်ကိုတော့ဇနီးတဲ့ကိုမထားဘဲနဲ့သူတို့ပဲကင်မှာဖြစ်တယ်။အဲ့လိုမဟုတ်ဘဲနဲ့တခါတရံကြရင်လည်းတချို့သောသူတွေကငွေကြေးရန်ဖြုံးတီးတတ်တဲ့အတွက်ကြောင့်မလို့အိမ်အောင်ရေးပြိုကွဲသွားတဲ့အဆင့်ထိတောင်ရှိပါတယ်။ဒါကြောင့်အမျိုးသမီးများငွေကြေးပိုင်းဆိုင်ရာမှာစီစစ်ပြီးသုံးတက်ဖို့ရန်အတွက်လိုအပ်ပါတယ်။နံပါတ်2တစ်ချက်အနေနဲ့ရည်စားပွေရှုပ်တဲ့အရာကိုယောက်ျားလေးတွေလုံးဝမကြိုက်ပါဘူး။ဘာကြောင့်လဲဆိုတော့လဲကြိုးမထမ်းချင်ပါဘူး။ဘယ်ယောက်ျားလေးကမှလဲကြိုးထမ်းချင်တဲ့အရာမရှိပါဘူး။ဒါကြောင့်မိန်းကလေးများကိုတန်ဖို့ကိုထားတတ်ဖို့ရန်အတွက်လိုအပ်တယ်။ဥပမာအနေနဲ့ကျမရဲ့လက်ထဲမှာပဝါတစ်ခုရှိတယ်ဆိုပါစို့ဒီပဝါကိုကျမကတရွတရတန်ဖိုးထားတယ်ဆိုရင်ဒီပဝါပြုတ်ကျသွားတယ်ဆိုရင်တော့မှတစုံတစ်ယောက်ကဘေးကဖြတ်တဲ့သူကမြင်နေဆိုရင်ပဝါလေးကိုပြန်ကောက်ပေးမှာပဲ။ဘာကြောင့်လဲကျမကတရွတရနဲ့တန်ဖိုးထားလို့ကောက်ပေးတာဖြစ်တယ်။အကယ်၍အဲ့လိုမဟုတ်ဘဲနဲ့ကျမကအိမ်ရဲ့ခြေနှင်းဘက်မှာဒီပဝါကိုပဲချပြီးတော့အားရပါရခြေထောက်နဲ့နင်းပြီးတော့ခြေတုပ်လုပ်ပစ်မယ်ဆိုရင်အိမ်ကိုလာတဲ့ဧည့်သည်တိုင်းကလည်းဒီပဝါကိုခြေတုပ်အနေနဲ့ထားမှာပဲဆိုလိုချင်တာကပဝါရဲ့တန်ဖိုးဘလောက်မြင့်တယ်လဲနှိမ့်တယ်လဲဆိုတာထက်ဒီပဝါကိုဘလို့ထိမ့်သိမ့်ပြီးတန်ဖိုးထားတယ်လဲဆိုတဲ့အပေါ်မှာကြည်တာဖြစ်တယ်ဒါကြောင့်အမျိုးသမီးများကိုတန်ဖိုးထားပါဖြစ်တယ်လို့မနေပါနဲ့ရည်စားပွေရှုပ်တဲ့အရာကိုမလုပ်ပါနဲ့အဖြေတောင်းတိုင်းလိုက်ပေးရအောင်သင်ကအဲ့လောက်ထိမပေါ်ပါနဲ့နော်ကိုတန်ဖိုးထားပါရည်စားပွေရှုပ်ခြင်းမလုပ်ပါနဲ့ယောက်ျားလေးတွေကအဲ့ဒါကိုမကြိုက်ပါဘူးနံပါတ်3တစ်ချက်အနေနဲ့ကပူညံလှုပ်တတ်တဲ့မိန်းကလေးကိုယောက်ျားလေးတွေမကြိုက်ပါဘူးကြောပူပဲခံပဲနားပူတော့မခံနိုင်ဘူးတပြည့်ပြည့်တောက်နဲ့ပူညံလှုပ်လာပြီးဆိုရင်နောက်ဆုံးအိမ်အောင်ကျသွားရင်တော့မှအဲ့ဒီခင်မွန်းတွေကအိမ်ပြန်လာခြင်းစိတ်မရှိတော့ဘူးရည်စားဘဝမှာဆိုရင်လေနော်တကယ့်ကိုပူညံလှုပ်တတ်တဲ့အမျိုးသမီးနဲ့ရည်စားရတဲ့နော်ရည်စားထားမိတဲ့ယောက်ျားလေးကအမြဲတမ်းပြဿနာရှာခံရတယ်သူ့ရဲ့အမြင်သူ့ရဲ့အထင်နဲ့ဆုံးဖြတ်ပြီးတော့နားကြီးရတယ်အရန်ပူညံကျတော့ဘယ်ယောက်ျားမှမခံနိုင်အောင်ဖြတ်တော့တာပဲဒါလေးတွေကိုလည်းယောက်ျားလေးတွေအရန်ကြောက်ပါတယ်သူတို့ကပူညံတန်အောင်မခံနိုင်ပါဘူးနောက်တစ်ခုကဘာလဲဆိုတော့နံပါတ်4တစ်ချက်အနေနဲ့နှုတ်ကြမ်းတမ်းတဲ့အရာကိုယောက်ျားလေးမကြိုက်ပါဘူးပူညံလောက်တာနဲ့နှုတ်ကြမ်းတမ်းတာမတူဘူးပူညံကတော့ तू က repeat ပေါ့တပြည့်ပြည့်တောက်လုပ်နေတာပေါ့ဒါပေမဲ့နှုတ်ကြမ်းတဲ့အရာကကြတော့သူ့ရဲ့ပြောဆိုပုံတွေကအစဆဲဆိုမှုတွေပါကောင်းပါမယ်ကြမ်းတန်အော်ဟစ်တဲ့ဟာတွေပါလာလိမ့်မယ်ပြီးတော့သူ့ရဲ့အပြောထဲမှာရိုင်းဆိုင်တဲ့အရာတွေပေါ့ရေကြီးလဲမိန်းကလေးတယောက်လိုမရည်ပဲနဲ့အော်ကြီးဟစ်ကျ9အိမ်ကြား10အိမ်ကြားယောက်ျားလေးအရန်ကြောက်ပါတယ်အဲ့လိုမျိုးလေနှုတ်ရမ်းကြမ်းတဲ့မျိုးသမီးတွေကိုသူတို့ရှောင်ပါတယ်အဲ့ဒီလိုဖြစ်တဲ့အတွက်ကြောင့်တချို့တွေကဘာပြောလဲဆိုတော့ငါအရှိတိုင်းပဲနေတာပဲမှန်ပါတယ်အရှိတိုင်းနေနေအပြူကြီးဖြစ်သွားတတ်ပါတယ်ဒါကြောင့်ယောက်ျားလေးတွေကြိုက်တဲ့အရာကတော့နှုတ်ရှာပါးစပ်ချိုသားတဲ့အရာကိုကြိုက်ပါတယ်ဒါကြောင့်ကြမ်းတမ်းတဲ့အမူအရာလေးတွေရှိတယ်ဆိုရင်လည်းသတိထားပြီးတော့ပြင်လို့ရပါတယ်ဒါကိုယ့်အတွက်ပဲဖြစ်ပါတယ်နော်နံပါတ်5တစ်ချက်အနေနဲ့အပြုတ်ပြင်မခံတဲ့အရာကိုယောက်ျားလေးတွေလုံးဝမကြိုက်ပါဘူးယောက်ျားလေးတိုင်းကဥဆောင်မှုဥရွက်မှုကိုပြုကျင်တဲ့သူဖြစ်တယ်ဇနီးတဲ့ကိုဇနီးတဲ့ဖြစ်လာမဲ့သူကိုခေါင်းဆောင်အနေနဲ့သူတို့ကအရန်ဖြစ်ချင်တဲ့သဘောတဘာဝရှိတယ်အဲ့ဒီခါမိန်းကလေးကအရန်စွာပြီးတော့အပြုတ်ပြင်မခံဘဲနဲ့ငါမှန်တယ်ပဲလုပ်နေအဲ့ဒီယောက်ျားလေးကကြာရင်စိတ်ကုန်မှုကိုဖြစ်စေတယ်မိန်းကလေးဘက်ကမှန်နေတယ်ဆိုရင်တော့မှမိန်းကလေးကသူ့ရဲ့ပြုတ်ပြင်တဲ့အရာပေါ်မှာဘလို့နီးလန်းအားဖြင့်ရှင်းပြပြီးတော့နားလည်အောင်ဆွဲခေါ်မလဲဆိုတာလိမ္မာပါနဲ့မှုအရန်လိုအပ်ပါတယ်အဲ့လိုမဟုတ်ဘဲနဲ့ပြန်ရန်တွေးလိုက်လို့ကတော့ပွဲသိမ်းပြီပဲဒါကြောင့်အကယ်၍သူ့ဘက်ကအမျိုးသားဘက်ကယောက်ျားလေးဘက်ကပြုပြင်မှုကမှန်ကန်နေတယ်မှန်ကန်တဲ့လမ်းကြောင်းဖြစ်တယ်ဆိုရင်လေမိန်းကလေးကခေါင်းမာလို့မရဘူးနာခံတက်ဖို့ရန်အတွက်လိုအပ်ပါတယ်ငါမှန်တယ်ငါတကောကောလို့မရပါဘူးအဲ့ဒီလိုနားလည်မှုရှိတယ်ပြုပြင်ခံတယ်ဆိုရင်တော့ဒါအိမ်အောင်ကျသွားတဲ့အခါမှာလေတာယာတဲ့အိမ်အောင်ကြီးဖြစ်လာလိမ့်မယ်ဒါကြောင့်အိမ်အောင်ကျပြီးမှပြုပြင်မယ်လို့မလုပ်ပါနဲ့ရည်စားဘဝတွေကစတင်ပြီးပုံသွင်းမှာအိမ်အောင်ကျပြီးသွားရင်ပုံသွင်းမှုအရန်ခတ်ပါတယ်နော်ဒါကြောင့်အခုတည်းကနေပြုပြင်တတ်ဖို့ရန်အတွက်လိုအပ်ပါတယ်နောက်တစ်ချက်
နံပါတ်6တစ်ချက်အနေနဲ့ကတော့ယောက်ျားလေးတွေရှောင်တတ်တဲ့အမျိုးသမီးကပြင်းရည်တဲ့အမျိုးသမီးအရန်ပြင်းတဲ့အမျိုးသမီးတွေကိုရှောင်ပါတယ်မသိလို့ရီးစားထားမိရင်တော့မှသိသွားပြီဆိုရင်ရှောင်သွားတယ်ဒါကြောင့်မိန်းကလေးတယောက်အနေနဲ့တချို့သောမိန်းကလေးတွေကဘယ်လိုမြင်လဲဆိုတော့တနေ့တစ်ချိန်မင်းသားလေးကလာပြီးတော့သူ့ကိုပြန်ကယ်တင်မယ်ပဲထင်နေတာအဲ့ဒါက fairy tale ဇာတ်လမ်းတွေထဲမှာကာတွန်းကားတွေမှာပဲရှိတယ်နော်တကယ်ကအဲ့လိုမဟုတ်ဘူးအမျိုးသမီးတယောက်ကကိုမြင့်တင်အောင်စူးစမ်းတတ်ဖို့ရန်အတွက်လိုအပ်တယ်ကိုယ့်ရဲ့တန်ဖိုးကိုမြင့်တက်အောင်လုံးမသာလေယောက်ျားတယောက်ကကိုအထင်မသေးရဲမှာဖြစ်တယ်အိမ်အောင်ကြပြီးယောက်ျားလှုပ်စားထိုင်စားနေမယ်လို့တော့ဘယ်တော့မှမတွေးနဲ့ဘယ်တော့မှမင်းသားလေးကလည်းလာခဲ့မှာမဟုတ်ဘူးဒါကြောင့်မပြင်းပါနဲ့စူးစမ်းပါလုံလဝရိယနဲ့အားစိုက်ထုတ်ပါကိုဘသူလဲဆိုတဲ့အရာအိမ်အောင်ကြတဲ့အခါမှာခင်မွန်းတဲ့ကိုယ်တိုင်ကကိုဂုံပြူရတဲ့အထိဂုံယူရတဲ့အထိစူးစမ်းလိုက်စမ်းပါအဲ့ဒီအရာကယောက်ျားလေးတွေအတွက်အရန်ကိုသူတို့ဇနီးတဲ့နဲ့ပတ်သက်ပြီးပြောရတဲ့အခါမှာဂုံယူမဆုံးဖြစ်ပါတယ်ဒါကြောင့်မပြင်းပါနဲ့မိန်းကလေးများအခုတည်းကနေစူးစမ်းတတ်ဖို့ရန်အတွက်လိုအပ်ပါတယ်နောက်ဆုံးတစ်ချက်အနေနဲ့နံပါတ်9တစ်ချက်အနေနဲ့ကယောက်ျားလေးတွေရှောင်တတ်တဲ့အမျိုးသမီးကတကိုယ်ရည်တန့်ရှင်းမှုမရှိတဲ့အမျိုးသမီးကိုယောက်ျားလေးတွေရှောင်ပါတယ်ဘေးနားကပ်လိုက်တာနဲ့ဂျိုင်းချွေးဆိုတွေအရန်နံနေပြီးတော့ဂျိုင်းလက်ပတ်တွေနံပြီးတော့နောက်တစ်ချို့အမျိုးသမီးတွေမှာဆိုလဲတန့်ရှင်းမှုမရှိဘူးเนาะတကယ်ဂျိုင်းမွေးတွေနဲ့အဲ့လိုမျိုးတွေပေါ့တန့်ရှင်းနေပါเนาะကျမဒီလိုပြောလိုက်တော့သင် branded တွေသုံးရမယ်လို့ပြောတာမဟုတ်ဘူး branded မရှိလဲကိစ္စမရှိဘူးမိမိကိုတကိုယ်ရည်တန့်ရှင်းမှုနေထိုင်နေဆိုရင်ကောင်းပါတယ်ဒီအရာကလူတိုင်းကြိုက်နေတတ်တဲ့အရာဖြစ်တယ်ဒါကြောင့်တချို့တွေကရီးစားလို့ချင်းတယ်ရီးစားမရအောင်ဘာကြောင့်မရလဲတကိုယ်ရည်တန့်ရှင်းမှုမရှိတဲ့သူတွေလည်းကြုံတွေ့ရတာပဲဒါလူတိုင်းတော့မဟုတ်ပါဘူးเนาะလူတိုင်းတော့မဟုတ်ပါဘူးဒါကြောင့်တကိုယ်ရည်တန့်ရှင်းတဲ့အရာကရီးစားအတွက်လောက်ပဲမဟုတ်ဘဲနဲ့ကိုတန်ဖိုးထားချစ်ခင်တယ်ကိုချစ်တယ်ဆိုတဲ့အရာကိုလည်းဖော်ပြပေးရကြပါတယ်ဒါကြောင့်ကိုယ့်ရဲ့အဝတ်စားတွေကအစကိုယ့်ရဲ့အောက်ခံတွေကအစတန်ရှင်းထားပါလပနေပါသူတစ်ပါးလို့အကောင်းစားမသုံးဆွဲနိုင်ရင်တော့မှရှိတာလေးနဲ့ရောက်ရဲပြီးတော့တန်ရှင်းတက်ရအောင်နေပါအဲ့ဒါဆိုရင်လူတိုင်းတန်ဖိုးထားတဲ့သူဖြစ်ပါတယ်ဒီချက်9ချက်ကတော့เนาะယောက်ျားလေးတွေရှောင်တတ်တဲ့အရာတွေဖြစ်တယ်ဒါကြောင့်တစ်ချက်မှမမေ့ပဲနဲ့အများကြီးတဲကနေပြီးတော့ဒီချက်9ချက်ကိုဝေမျှလိုက်ပါတယ်ကျေးဇူးတင်ပါတယ်